လူတိုင်းပဲသတ်မှတ်ထားတဲ့ချစ်တွေကိုစီရှိကြတယ်ဒါပေမဲ့မင်းကတော့မင်းအတွက်ချစ်ကိုမင်းသတ်မှတ်တယ်ဒီတိုင်းဆိုမဖြစ်ဘူးကွာမင်းအတွက်ချစ်ကိုမင်းသတ်မှတ်တယ်ဒီတိုင်းဆိုမဖြစ်ဘူးကွာရေရှည်အတွက်လည်းမကောင်းဘူးကွယ်ကောင်းတဲ့တွေးလဲအဲ့ဒီယာကမင်းအတွက်ပဲလေချစ်ကလေးရဲ့အချစ်ရဲ့ဒိတ်ပဲဖွင့်ဆိုနေချိန်မင်းကငါရဲ့ဘေးကထွက်သွားတာမင်းနဲ့ငါရဲ့သက်ရွှေပိုင်ချတစ်ခုကြောင့်ဝေးခဲ့ရတဲ့နေသီလားအချစ်ရဲ့ဒိတ်ပဲဖွင့်ဆိုဖို့နေမသိနေသီတာကထွက်သွားဖို့မင်းနဲ့ငါနဲ့ဝေးခဲ့ရတာမတူညီတဲ့သဘောထားများကြဘရုံကတော့မင်းဟာငါအတွက်ခိုးလုံးစရာကဘာကြီးပဲငါနှလုံးသားထဲမင်းတယောက်တည်းရှိနေခဲ့တဲ့အကုန်သိတယ်စိတ်တွေညစ်တိုင်းမင်းစီကိုရင်တွေမြဲတမ်းလာဖွင့်နေစိတ်တွေညစ်တိုင်းမင်းစီကိုရင်တွေမြဲတမ်းလာဖွင့်နေအဲ့ဒီယာရီမမီသေးလားပြန်မေးချင်သေး